စိုက်ပျိုးရေးမှာယနေ့တွေ့ကြုံရတဲ့မြေပြဿနာကိုဖြေရှင်းမဲ့စွိုင်းမြေပြင်ဈေးကိုမိတ်ဆက်ပေးပါမယ်ခင်ဗျ။စွိုင်းမြေစီလွာအမုံကထိုင်းနိုင်ငံထုတ်ဖြစ်ပါတယ်။ခြံဖောင်းစွိုင်းလို့ခေါ်ပါတယ်။အဓိကကုန်ကျန်း၈မျိုးပါဝင်ပါတယ်။အခုဗီဒီယိုမှာကုန်ကျန်း၈မျိုးကိုရှင်းပြပေးပါမယ်ခင်ဗျ။စွိုင်းမြေပြင်ထက်မှာနံပါတ်1ကုန်ကျန်းက humic acid ဖြစ်တယ်။မြေစီလွာကိုညိုမေးစေပြီးခုန်တက်တိကိုတိုးစေတယ်။နေရောင်ခြည်ရဲ့စွမ်းအင်ကိုကောင်းမွန်စွာဆုပ်ယုပ်နိုင်တယ်။မြင့်မားသောအာယုံလဲရှယ်နိုင်စွမ်းရှိပြီးအကျိုးပြုအာဟာရဓာတ်ပမာဏကိုတိုးမြင့်ပေးတယ်။မြေစီလွာအတွင်းအချင်ဓာတ်အကာလီဓာတ်ကိုထိန်းချုပ်ပေးတဲ့အတွက်အပင်ကြီးထွားမှုကိုမြန်တယ်။နံပါတ်2ကတော့ဇီဝမီးသွေးဖြစ်တယ်။မြေစီလွာမှာကာဗွန်သိုလှောင်ပေးပြီးမြေကြီးအတွင်းစိတ်ဝင်မှုကောင်းဖို့မြေကြီးအတွင်းရေနဲ့လေကိုထိန်းသိမ်းပေးတယ်။အပင်တွေအစားအစာထုတ်လုပ်ရန်အဏုဇီဝသက်ရှိများနေထိုင်ရန်ဖြစ်ပြီးသီးနှံအထွက်ကောင်းမွန်စေတယ်။နံပါတ်3ကသဘာဝတွင်းထွက်ဒိုလိုမိုက်ဖြစ်တယ်။မြေစီလွာကိုစိုစွတ်စေတယ်။မြေကြီးရုပ်ပိုင်းဆိုင်ရာနဲ့ဓာတုဖွဲ့စည်းပုံနှစ်ခုလုံးအချင်ဓာတ်ကိုလျော့စေပြီးအက်ဆစ်ဓာတ်ကိုလျှော့ချပေးတယ်။မြေစီလွာအတွင်းရှိကယ်လဆီယမ်မက်ဂနီဆီယမ်နဲ့ဆီလီကွန်တို့ကိုတိုးမြှင့်ပေးပါတယ်။နံပါတ်4ကုန်ကျန်းက phosphate ပါ။မြေကြီးအချင်ဓာတ်ကိုလျှော့ချပေးတယ်။မြေကြီးအတွင်းရှိအာဟာရဓာတ်များစုပ်ယူရန်ကူညီပေးတယ်။အပင်ကြီးထွားမှုအတွက်အဓိကအာဟာရဖြစ်သော phosphorus ဓာတ်ကိုဖြည့်တင်းပေးတယ်။နံပါတ်5ကုန်ကျန်းကဗီတာမင် B1 ဖြစ်ပါတယ်။အပင်ကြီးထွားမှုကိုကူညီပေးပြီးကြီးထွားမှုနှုန်းမြန်စေပါတယ်။အမြင့်ဖြူစင်းပြီးအမြင့်အမြင့်ပွားအားကောင်းစေတယ်။အပင်အမြင့်ရှည်စေတယ်။နံပါတ်6ကရေညှိအမှုန့်ပါ။မြေစီလွာအတွင်းဆီလီကွန်ပမာဏကိုတိုးစေတယ်။အပင်ကိုတင်းမာစေပြီးမသာဆဲများရရှိရန်ကူညီပေးတယ်။အကိုင်းအခက်တွေအပွင့်များအသီးနှံများတီးစေဖို့လှုံ့ဆော်ပေးပြီးအရွယ်အစားအလေးချိန်ကိုတိုးစေပါတယ်။နံပါတ်9ကုန်ကျန်းကတော့တဘာဝတွင်းထွက်ဇီယိုလိုက်ပါ။မြေကြီးအတွင်းရှိ pH မြတ်တက်မှုကိုထိန်းသိမ်းပေးပြီးမြေစီလွာအတွင်းစိတ်ဝင်စေပါတယ်။မြေကြီးအတွင်းရှိဓာတုအဆိပ်တွေကိုစုပ်ယူပေးပြီးအပင်များအတွက်ကောင်းမွန်တဲ့သတ္ထုဓာတ်အာဟာရများအပင်ကစုပ်ယူနိုင်ရန်လှုံ့ဆော်ပေးပါတယ်ခင်ဗျ။နံပါတ်10ကုန်ကျန်းပါဝင်မှုကတော့အမိုင်နိုအက်ဆစ်ပါ။အပင်အတွက်အမိုင်နိုကိုဆိုလိုပါတယ်။သငါးအလင်းနဲ့အစာချက်လှုပ်ဆောင်တယ်။ပြီးတော့အာဟာရစုပ်ယူမှုအားကောင်းစေပြီးတော့အပင်အကျိုးပြုသော organic နိုက်ထရိုဂျင်များပါတဲ့ဟော်မုန်းများကိုတိုးမြင့်ပေးတယ်။အပင်အတွက်အမိုင်နိုကယောဂနဲ့ပိုးမွှားများကိုကာကွယ်ပေးတယ်။အမိုင်နိုအက်ဆစ်ဇီယိုလိုက်ရေညှိအမှုန့် phosphate တဘာဝတွင်းထွက်ဒိုလိုမိုက်ဇီဝမီးသွေး humic acid အဓိကကုန်ကျန်း10မျိုးပါဝင်ပါတယ်။စွိုင်းအထုပ်မှာမြေစီအဆိုဓာတ်ကိုထိန်းပေးတယ်။မြေစီလွာအတွင်းမှာရှိတဲ့အဏုဇီဝပိုးများရဲ့လှုပ်ဆောင်ချက်ကိုလှုံ့ဆော်ပေးတယ်။အပင်ရဲ့ခုခံအားစနစ်ကိုကောင်းမွန်စေတယ်။ဓာတုမြေကျစာနဲ့တွဲသုံးလို့ရတယ်။အာနိသင်ကိုပိုကောင်းစေတယ်။သုံးနေကြမြေကျစာကိုထက်ဝက်လျှော့သုံးနိုင်ပါတယ်။အမြင့်အသစ်ကိုတိုးစေတယ်။အမြင့်များပြားစေတယ်။စွိုင်းသုံးခြင်းနဲ့မြေစီလွာအာဟာရဓာတ်ကိုအပင်တွေကကောင်းမွန်စွာစုပ်ယူနိုင်တယ်။အပင်အမြင့်အတွင်းဘက်လေဝင်လေထွက်ကောင်းစေတယ်။ဒါကသဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိပါဘူး။အစိတ်အတောက်ကင်းတဲ့မြေစီလွာဖြစ်စေပါတယ်။ဆုံးအောင်ကြည့်ပေးလို့ကျေးဇူးပါ။သုံးစွဲနည်းဖြန်းပုံနည်းစနစ်ကိုနောက်ဗီဒီယိုမှာတင်ပေးပါမှာ